ဒီကနေ့အကြမ်းဖက်မီဒီယာကနေပြီးတော့စပြီးတော့ဝါဒဖြန့်ချီလာတယ်ဟာလားဒီဘဲရင်မှာကျောင်းသားကျောင်းသူတွေစာတင်နေတာကိုတက်မတော်ကနေပြီးတော့ဘုံကျဲရှင်းလင်းနေဆိုပြီးတော့မဟုတ်မှန်ဝါဒဖြန့်ချီလာတယ်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျမတို့ဒီမောင်နှမ3ယောက်ကနေပြီးတော့ပြန်ပြီးတော့ပြောချင်တာဒီချိန်မှာအဖြူစိမ့်ဝှက်ပြီးကျောင်းသားကျောင်းသူတွေစာတင်ကြရတဲ့အချိန်ကာလမဟုတ်ဘူးဒီချိန်ကကျောင်းပိတ်တဲ့ຢာဒီပြီးတော့ဒီဘဲရင်မှာပညာသင်ကြားနေရပြောအောင်ကလည်းဒီဘဲရင်ကဒါစာမွေးပြန်ဖြေရတဲ့grade 12ကျောင်းသူကျောင်းသားတွေရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူးဒါကြောင့်မလို့ဒီဖြစ်စဉ်ကြီးကတမင်တက်လောက်ကြံဖန်တီးထားတယ်ဆိုတဲ့အကြောင်းကိုကျွန်မအနေနဲ့ကနဦးပြောချင်ပါတယ်ကိုစောဝင်းဘာပြောမလဲဒါကတော့သူတို့ကပေါ့နော်ဒီတိုင်းပြည်ကိုနိုင်ငံရေးအမျက်ထုတ်တယ်ပြီးလို့ရှိရင်တစ်ဖက်ကဟိုပေါ့နော်လုံးရက်တွေအပေါ်မှာသူတို့ကြာရှုံးနေတာကိုတစ်ဖက်ကလူတွေပေါ့နော်ကြာရှုံးမှုဖြစ်အောင်တစ်ဖက်ကလူတွေကဒီလိုစာတင်ကြောင်းတွေကိုဘုံကျဲပါတယ်ဆိုတာကိုဖြစ်အောင်လို့လောက်ကြံဖန်တီးပြီးတော့မှအောက်တန်းဆန်စွာပြောဆိုနေတာပဲဖြစ်တယ်ညီမလေးနော်အဲဥစ္စာကသတင်းမှားဖြစ်တယ်နော်ဒီဘင်းရင်ကလုံးဝလည်းပညာလည်းဟိုကျောင်းလည်းမဖွင့်ဘူးပညာသင်ကြားတဲ့ဟောလည်းမဟုတ်ဘူးညီမလေးပြောလို့ပဲ grade 12တွေဖြေရတဲ့ဟိုဟာကျောင်းလည်းမဟုတ်ဘူးပေါ့နော်ကိုကျိုးစိုးပြောလို့ရကိုပြောပါဦးကျွန်တော်တို့အဲ့ဒီဘဲရင်ချင်းနေသိရရင်ဒီဘဲရင်မှာကကျွန်တော်တို့ပညာရေးရန်တရားတွေရက်နေတယ်ပညာရေးရန်တရားရက်နေတယ်နောက်တစ်ခုကကျွန်တော်တို့ဒီအခြားသောဒီဝန်ဆောင်မှုရန်တရားတွေအားလုံးရက်နေတယ်လက်ရှိတက္ကသိုလ်ဝန်ထမ်းဆောင်မှုမဲ့ပြန်ဖြေရမယ့်အဲထဲမှာလည်းဒီဘဲရင်မျိုးမပါဘူးအဲ့ဒီဘဲရင်မျိုးကအဲ့ဒီကျောင်းထဲမှာဝင်ပြီးတော့စစ်သွေးကြွတွေကဘုံသီးထုတ်တယ်အဲ့ဒီမျိုးပေါ်မှာရှိတဲ့လုံခြုံတပ်ဖွဲ့ဝင်တွေတိုက်ဖို့တော့အဲ့မှာခြေကုပ်ယူနေတာအဲ့နေရာကိုရှင်းပလိုက်တာဗျာရှင်းပြရရင်ငါကျောင်းသားမှမရှိဘူးကျောင်းသားမရှိဘူးစစ်သွေးကြွတွေရှိလို့ရှင်းတာအဲ့တော့စစ်သွေးကြွမင်းတို့ရဲ့အလောင်းတွေကဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝေချိုးရမှာကျဲမယ်ဗျာအကြမ်းဖက်သမားရှိလို့ရှိတဲ့နေရာကိုကျဲတာဒါတိုင်းပြည်ကာကွယ်တာပဲနိုင်ငံတော်တို့ကလှုပ်တဲ့လှုပ်တဲ့လှုပ်တာဆက်လုပ်မှာပဲဟုတ်ကဲ့ပါဘူးဆိုတော့အဲ့မှာသူတို့ပုံနေထဲမှာပြထားတဲ့ဒီចောင်းသားចောင်းသူတွေရဲ့ပြီးသွေးစွန်းနေတဲ့ဓာတ်ပုံတွေရဲ့ဆိုတာလောက်ကြံဖန်တီးရတာအရင်ကသိတာပါတယ်ဆွမ်းနာအကိုရင်းညောက်ပြောသလိုပဲအဲ့ဒီစာတင်ကျောင်းမှာသူတို့ကိုယ်တိုင်သူတို့ရဲ့ TikTok အကောင့်တွေကနေပြီးတော့တင်ထားတယ်ဒီကျောင်းတွေဒီစာတင်ကျောင်းတွေထဲမှာ drone တွေဘုံတွေပြုလုပ်နေတဲ့ video file တွေသူတို့ကိုယ်တိုင်လည်းတင်ထားတယ်အဲ့ဒီ file ကိုလည်းကျွန်မဒီ video ရဲ့အဆုံးမှာထည့်ပေးထားပါမယ်ဆိုတော့အဲ့လိုမျိုးအကြမ်းဖက်သမားတွေစုဝေးပြီးတော့လူသက်လက်နက်တွေထုတ်လုပ်နေတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့တက်မတော်ကအကြမ်းဖက်အနေနဲ့ရှင်းလင်းတာဖြစ်ကြောင်းကိုကျွန်တော်တို့အနေနဲ့ဒါသတင်းမှန်နေပြည်သူတွေသိရှိအောင်လို့ပြန်ပြီးတော့တင်ပြပေးခြင်းဖြစ်ပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဟိုတစ်ဖက်ကနေပြီးတော့ဟာလာရုပ်ရှင်ဆန်ဆန်လောက်ကြံရိုက်ကူးထားတဲ့ဟိုအရာတွေကိုမယုံကြည်ဘဲနဲ့အမုန်းတရားတွေပြန်မအောင်လုပ်နေရတယ်မယုံကြည်ဘဲနဲ့ဖြစ်နိုင်မဖြစ်နိုင်ဆိုတော့မိမိရဲ့ကိုယ်ပိုင်အသိဉာဏ်တွေနဲ့စဉ်းစားဆုံးဖြတ်နိုင်ကြပါစေလို့လည်းဆုမကောင်းတောင်းပေးပါတယ်အားလုံးကျေးဇူးပါမသေးခဲ့ရင်ပေါ့ယူနီဖောင်းကိုကြော်လေးဝတ်ပြီးကျွန်တော်အိမ်ပြန်လာမယ်အမေရွေးချယ်ခဲ့တဲ့လမ်းမမကြောင်ဒီနိုင်ငံကြီးအေးချမ်းသွားတဲ့အခါကျရင်အားလုံးကိုသက်သေပြမယ်